Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပြောရမယ်ဆိုလို့ရှိရင်အိမ်ချမ်းဝိုင်းသေးလေးပေါ့နော်အဲ့ဒီထဲမှာအိမ်လေးဆောက်မှာပဲဖြစ်ပါတယ်အဲ့ကြတော့နှင်းနေလည်းကုံရှင်းပြီးသွားပြီပေါ့နော်နှင်းဝေါ်တဲ့မိုးလို့ကျွန်တော်ဟွာဖြစ်သွားတာပေါ့နော်ဒီမှာတသားယူမယ်တသားရဲ့ရိုးရတော့ခတ်တယ်ဗျရိုးတက်တာပဲရိုးတက်တာအိမ်လေးဆောက်မှာပေါ့နော်လေးခွက်ချမယ်မာကြည့်ပြတယ်โอเคရပြီဆိုလို့ရှိရင်နောက်ထပ်3ခွက်ချမယ်နောက်ထပ်လည်း3ခွက်ချမယ်ပေါ့နော်ဟိုဘက်ကဥစ္စာကျွန်တော်ဖြတ်လိုက်တာပေါ့နော်โอเคအဲ့ဒါရပါပြီဆိုလို့ရှိရင်ကြိုက်ပါနော်တိုက်လေးဆိုလို့ရှိရင်တသားအုပ်လေးနဲ့ကမယ်ပေါ့နော်စတုံးပေါ့နော်စတုံးနဲ့ကမှာပါလာတော့မသိဘူးကျွန်တော်ကျွန်တော်ဒီတိုင်းလေးကြည့်လိုက်တော့လေလာတယ်လို့ထင်တယ်ပေါ့နော်အဲကြောင့်မလို့ကဲနောက်ထပ်အရှိမကမယ်ပေါ့နော်ဆောင်းအောင်တော့ကြည့်ပေးတာပါနောက်ကြလို့ရှိရင်တကားပေါက်လေးလည်းထားပါမယ်တကားပေါက်ကတော့ရိုးတကားပေါက်ပဲထားလိုက်တယ်နော်ပြီးလို့ရှိရင်ခေါက်မိုးပေါ့နော်ခေါက်မိုးပါမယ်အဲ့လိုလုပ်ပြီးလို့ခေါက်မိုးကတော့ဆင်းရောင်လေးထောက်ဝိုင်းမယ်ပေါ့နော်ကျွန်တော်ကအိမ်ကတိတ်မဆောက်တတ်ဘူးဆိုတော့လေ Minecraft ကလည်းတိတ်မဆော့တာကြာတော့နည်းနည်းလေးဖြစ်နေတာမှားလိုက်ရှိရင်လည်းခွင့်လို့ပါအခုကကျွန်တော်ကအိမ်ကတိတ်မပြီးသေးဘူးပေါ့နော်အဲကြတော့ဗီဒီယိုကလည်းနည်းနည်းပဲကြံတော့တာဆိုတော့ကျွန်တော်ဒါလေးတော့တင်ပေးလိုက်မယ်ဒါလေးကတော့တင်ထားပါတယ်နည်းနည်းပဲတင်နိုင်လို့ပါဆောင်းမွေးလဲနားနီးနေဆိုတော့ကျွန်တော်ဂိမ်းမဆော့ပြဘူးပေါ့နော်ခုမှတင်တာဘိုင်ဘိုင်